သက်ပြီးတော့မြင်ပြောပြလို့တမျိုး Emerald မှာဆိုသိရတယ်GIS certificate တွေမှာဆိုလို့ရှိရင် one treatment ကို Emerald နဲ့ပတ်သက်ပြီးတော့ minor moderate ဆိုပြီးတော့သတ်မှတ်ကြတယ်Ruby မှာကျတော့ one treatment ကိုဘယ်လိုသတ်မှတ်လဲဆိုတာလေးသိချင်တယ်ဒီအောင်လေးကပြောပြရရင် Emerald ကို eye treatment ပေးတယ်ဆိုတာဒါတဘာဝလိုမျိုးတော့ဖြစ်နေတယ်Emerald မှာ eye treatment ပေးထားတဲ့ Emerald ဆိုတဲ့ဟာကိုပြောလိုက်ရင်လူတွေအတွက်ကဘာမှတိတ်ထူးဆန်းတဲ့အရာမဟုတ်ဘူးပေါ့နော်။ဘာလို့ဆိုတော့ Emerald ကသူ့ရဲ့လာတဲ့ကြောက်အမျိုးအစားဘာလို့ကြောက်အမျိုးအစားကိုကသူက inclusion များတဲ့ကြောက်အမျိုးအစားကနေလာတဲ့ stone ဖြစ်တယ်။အဲ့အတွက်သူတို့ကဒီ inclusion တွေကို eye treatment ပေးပြီးတော့ inclusion အများစုကိုဖြောက်လေးရှိတယ်။အဲ့ဒီအခါကျရင် inclusion ကသူ့ရဲ့များတဲ့ inclusion ပေါ်မှာမူတည်ပြီးတော့သူက eye treatment ကို minor လောက်ပဲပေးရမှာလား moderate လောက်ပေးရမှာလားဆိုတဲ့ဟာပေါ်မှာမူတည်ပြီးတော့ eye treatment ပေးတယ်။အဲ့ eye treatment ပေးထားတဲ့ဟာကို lab မှာသွားစစ်ရင် lab ကသူဒီ oil treatment ဘလောက်အခြေအနေထိပေးထားပါတယ်ဆိုတဲ့ comment မှာရေးပေးလေးရှိတယ်။အဲ့တော့အဲ့အတွက်နဲ့ဒီ Emerald ကို oil treatment ပေးခြင်းကဒါတဘာဝအနေထားပဲပေါ့နော်။ဒီလို oil treatment ပေးလိုက်တဲ့အတွက် inclusion တွေပိုရောထားတယ်လို့ကြောက်ရဲ့ brilliance ကလည်းပိုပြီးတော့တက်လာတာရှိတယ်။အဲ့တော့ဒါကိုအကုန်လုံးကဒီ trade မှာအကုန်လုံးကလက်ခံကြပြီးသားဖြစ်တယ်။အဲ့တော့ Ruby oil treatment ကြတော့မဲရင်တော့ဟုတ်ကဲ့ Emerald မှာကျတော့ eye treatment ကိုလက်ခံပြီးတော့ Ruby မှာကျရင် eye treatment ပေးထားတဲ့ဟာ comment မှာပါရင်ဘာလို့ pricing ကကျသွားတာလဲဆိုတဲ့ main question ကအရင်ကောင်းတဲ့ question တခုပါအဲ့ question လေးကိုမရင်ပြောရရင် Ruby နဲ့ Emerald သူကလာယာကြောက်တာမတူပေါ့နော်Ruby က Corridor ကနေလာတယ်ခုန Emerald Borrow ကနေလာတယ် Corridor လာတဲ့ဒီကြောက်ဖြစ်တဲ့ Ruby ကကြတော့သူက eye treatment သွားပေးတဲ့အခါကျရင်သူ့ရဲ့ inclusion ကC ဝင်သွားတဲ့အခါကျရင် C ကိုသူကစုပ်ယူအားစုပ်ထားတဲ့အချိန်ကျရင်တော့ကြောက်အနေအထားအရာ inclusion ကတက်တာသွားတယ်လို့ထင်ရတယ်နောက်တစ်ခါ brilliance ကလည်းပိုတက်လာတယ်တိုးတော်ညာလေအဲ့ wine က leak ဖြစ်သွားတဲ့အခါခြောက်သွားတဲ့အခါကျရင် dry ဖြစ်သွားတဲ့အခါကျရင်ဒီ inclusion ကပထမရှိနေတဲ့ inclusion တက်ကိုဆိုးရွားပိုဖြစ်လာတာကိုမြင်ရတတ်တယ်အဲ့ဒါကြောင့် Ruby မှာဆိုရင် eye treatment ပေးထားတဲ့ဟာဆိုရင် lab တွေကသူတို့က comment မှာရေးပေးလိုက်တယ်တိုးတော်ညာလေအဲ့ wine ကသူခြောက်သွားတဲ့အချိန်ကျရင်ဒီ inclusion တွေကပြန်ပုံလေးရှိတယ်အဲ့ခါကျရင်သူ့ရဲ့ pricing ကရှိနေတဲ့ pricing ထက်ကိုပို့ပြီးတော့ 50% လောက် trade မှာကျော်သွားလို့ရှိတယ်အဲ့တော့ main တို့ဗမာ Ruby အများစုကတော့ဒါသဘာဝအနေနဲ့မိုးကုတ်မှာဆိုရင်ကြောက်တလုံးရလာရင်ကြောက်ကိုစီစဉ်ပေးလိုက်တယ်လို့ဘာလို့ရှိတယ်ဒါပေမဲ့အဲ့စီစဉ်ပေးလိုက်တဲ့ဟာကသူက treatment အနေနဲ့တော့အပူနဲ့တော့စိန်ထားတာမဟုတ်တဲ့အတွက်လွယ်ကူစွာပြန်ပြီးတော့စီကိုထုတ်လို့ရတယ်အဲ့လိုမျိုး